မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေတွေစာဖတ်ပရိသတ်တွေနဲ့ကျွန်တော်နဲ့ success stock လေးပြောဖို့အချိန်ကြာလာပြန်ပါပြီဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဆွေးနွေးလိုတာကတော့လူချင်းမင်းတို့အနေနဲ့ဘဝမှာအောင်မြင်တိုးတက်ခြင်းရဲ့အလွန်အရေးကြီးတဲ့ strategy လို့ခေါ်တဲ့မဟာဗျူဟာဆိုတာလေးကိုပြောလိုပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ကိုဆုံးဖြတ်ပေးတာဟာမဟာဗျူဟာဖြစ်ပါတယ်လူချင်းမင်းဟာအားနည်းချက်တွေရှိပါတယ်လူချင်းမင်းမှာအားသာချက်တွေရှိပါတယ်ဘဝမှာအောင်မြင်နေတဲ့သူတွေဟာကျွန်တော်တို့ထက်အလုံးစုံအားသာနေတာလည်းမဟုတ်သလိုကျွန်တော်တို့ထက်အလုံးစုံအားနည်းနေတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့အာမခံနိုင်တာတခုတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဘဝမှာအောင်မြင်နေတဲ့သူတွေအားလုံးဟာခိုင်မာတဲ့မှန်ကန်တဲ့ strategy မဟာဗျူဟာတွေရှိတာဖြစ်ပါတယ်လူချင်းဘေးနာလုပ်ငန်းတွေအားလုံးကိုကြည့်လိုက်ပါလုပ်ငန်းတွေအားလုံးမှာသူများထက်သာတဲ့မဟာဗျူဟာတစ်ခုရှိမှသာလေသူများထက်အောင်မြင်တာဖြစ်ပါတယ်လူချင်းရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းနဲ့ဆိုရင်လူချင်းရဲ့ကစားပွဲကိုနိုင်လောက်တဲ့မဟာဗျူဟာလူချင်းမှာရှိရပါမယ်ဘောလုံးပွဲတစ်ပွဲမှာဘလောက်ပဲတော့ဘလောက်ပဲကိုကစူးစမ်းနိုင်ကန်နိုင်ပြိုင်ဘက်ကိုအသာရနိုင်တဲ့ game plan မဟာဗျူဟာtactics နီးဗျူဟာမရှိရင်အဲ့ဒီအသင်းဟာအနိုင်ကိုဘယ်တော့မှမရပါဘူးတချို့လူတွေကဘဝမှာခြေအသာနဲ့ကန်နိုင်ပေမဲ့ဘဝကစားပွဲပြီးသွားတဲ့အချိန်မှာဂိုးမသွင်းနိုင်တဲ့သူတွေအများကြီးပါပဲတချို့လူတွေကခြေကအဲ့လောက်တော့မကောင်းဘူးသူများနဲ့ပုံမှန်ပဲရွက်ကျန်းရည်ကျိုးအဆင့်လောက်ပဲရှိတယ်သို့တော့အနိုင်ကိုတွေသွင်းနေနိုင်တာဟာမဟာဗျူဟာကြောင့်ဖြစ်ပါတယ်ဒါကြောင့်လူချင်းမင်းရဲ့ game plan မဟာဗျူဟာလူချင်းမင်းကောင်းအောင်ဘယ်လိုလုပ်မလဲကျွန်တော်အလွန်ရိုးရှင်းတဲ့အကြံပြုချက်2ချက်ပဲပေးလို့ပါလူချင်းမင်းခင်ဗျာဘဝမှာမဟာဗျူဟာမှန်မှုဆိုတာဟာသူများတွေဘာလုပ်လဲဆိုတာကြည့်ဖို့လိုပါတယ်သူများမတွေးတာကိုတွေးနိုင်မှုလိုပါတယ်သူများတွေရွှေ့မဲ့အကွက်တွေကိုကိုယ်ကကြိုသိဖို့လိုပါတယ်အဲ့ဒါအလွန်ရိုးရှင်းပါတယ်လူချင်းမင်းဥမာ chess တပွဲထိုးတယ်ဆိုပါစို့ကျွန်တော်တို့ဒီစစ်တွေ့ရင်ကစားပွဲတစ်ပွဲမှာစစ်တွေ့ရင်တပွဲကိုအနိုင်ရတဲ့ champion ဆိုတာဟာပြိုင်ဘက်ကရွှေ့မဲ့အကွက်ကိုကြိုပြီးတွေးနိုင်တဲ့သူတွေဟာနိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့လူချင်းမင်းရဲ့လုပ်ငန်းမှာလူချင်းမင်းရဲ့ industry မှာလူချင်းမင်းဟာ competitor analysis လို့ခေါ်တဲ့ပြိုင်ဘက်တွေကိုလေ့လာသုံးသပ်မှုတွေလုပ်ရပါမယ်ကိုယ့်အလုပ်ကိုဘလောက်ပဲ performance ကောင်းအောင်စူးစမ်းနေပြိုင်ဘက်တွေကိုမလေ့လာဘဲနဲ့စူးစမ်းတဲ့သူဟာအချင်းကြီးဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းအတွင်းမှာပြိုင်ဘက်တွေကိုကျွန်တော်ပြောတာဒုက္ခပေးဖို့ပြောတာမဟုတ်ပါဘူးပြိုင်ဘက်တွေဘာတွေလုပ်နေလဲ promotion တွေပေးနေလားဘာတွေလုပ်နေလဲစဉ်ဆက်မပြတ်စောင့်ကြည့်နေဖို့လိုပါတယ်ဒုတိယတစ်ချက်လူချင်းမင်းရဲ့မဟာဗျူဟာကိုကောင်းအောင်ဆောင်ရွက်ဖို့ကအရန်ရိုးရှင်းပါတယ် learn လေးလာပါသင်ယူပါလေးလာပါသင်ယူပါကမ္ဘာပေါ်မှာထိပ်တန်းအောင်မြင်နေတဲ့သူတွေမြန်မာနိုင်ငံမှာထိပ်တန်းအောင်မြင်နေတဲ့သူတွေဟာစဉ်ဆက်မပြတ်လေးလာပါတယ်ကမ္ဘာပေါ်မှာထိပ်တန်းအောင်မြင်နေတဲ့ billionaires တွေကတော့ဘာပြောလဲဆိုတော့သူတို့ဟာတစ်နေ့ကိုအနည်းဆုံး3နာရီစာဖတ်ပါတယ်တစ်နေ့ကိုအနည်းဆုံး2နာရီလောက်သတင်းအချက်အလက်တွေကိုစုဆောင်းပါတယ်လေ့လာမှုတွေပြုလုပ်ပါတယ်ဒါကြောင့်မလို့လူချင်းမင်းတစ်နေ့ကိုစာဖတ်ချိန်ဘယ်လောက်ရှိပါလဲလူချင်းမင်းရဲ့ဘဝအောင်မြင်တိုးတက်မှုလူချင်းမင်းရဲ့မဟာဗျူဟာမှန်ကန်မှုဟာလူချင်းမင်းဖတ်ထားတဲ့စာအုပ်အရေးအတွက်စာမျက်နှာအရေးအတွက်နဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်ဒါကြောင့်ဘဝမှာမဟာဗျူဟာခေါင်းတွေကိုလိုချင်ရင်2ချက်ပဲရှိပါတယ်သူများတွေဘာလုပ်နေလဲကြည့်ပါပြိုင်ဘက်တွေဘာလုပ်နေလဲကြည့်ပါ competitor analysis ကိုကောင်းကောင်းလုပ်ပါစဉ်ဆက်မပြတ်လေ့လာသင်ယူပါတနေ့ကိုစာဖတ်ဖို့အတွက်အချိန်ပေးပါဘဝမှာအောင်မြင်ဖို့အတွက်မဟာဗျူဟာတွေကိုရှာဖွေတွေးခေါ်နိုင်မှာဖြစ်ပါတယ်မဟာဗျူဟာတွေမှန်ကန်လာတဲ့နဲ့အမျှဘဝမှာအောင်မြင်မှုတွေရလာမှာဖြစ်ပါတယ်မြန်မာတွေအားလုံးမဟာဗျူဟာမှန်ကန်စွာနဲ့ကြိုးစားနိုင်ရင်ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာကမ္ဘာမှာမဟာဗျူဟာမှန်ကန်တဲ့အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမှာဖြစ်ပါတယ်အခုပဲမိမိအလုပ်ကိုမဟာဗျူဟာမှန်ကန်စွာနဲ့နှစ်ဆတိုးပြီးကြိုးစားအားထုတ်လိုက်ကြပါစို့ We must work together we must build our nation